မင်္ဂလာပါရှင်ကျမတို့ရဲ့ BIZ Channel ကျမ်းမာရေးကဏ္ဍကနေကြိုဆိုလိုက်ပါတယ်ကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးဘေးယူပအန်ဒရေအသွဲ့ကကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးကိုသွေးတိုးယောဂတကယ်ပလောက်ကင်းအောင်အစွမ်းထက်တဲ့အလွယ်တကူရှာလို့ရနိုင်တဲ့ဆေးပင်လေးအကြောင်းပြောပြပေးပါမယ်မပြောခင်လေးမှာ BIZ Channel ကို Subscribe လုပ်ထားပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ်ဒီဆေးပင်လေးအကြောင်းကတော့ဒီနေ့ခေတ်မှာလူသက်သမားအတန်တိတ်လို့တင်စားကြတဲ့သွေးတိုးယောဂကြောင့်စူးရင်ပူပါနေရသူတွေနေတိုင်းဆေးတောက်နေရလို့စိတ်ညစ်နေရသူတွေတို့နဲ့သေးပါပဲသွေးတိုးကြဆေးတွေရေရှည်တောက်ရလို့ဘေးထွက်ဆိုးကျိုးတွေကိုစူးရင်နေပြီလားတကယ်လို့ကျမတို့ပတ်ဝန်းကျင်မှာတင်အလွယ်တကူရနိုင်ပြီးသွေးတိုးကိုတကယ်အစွမ်းထက်ထိန်းညှိပေးနိုင်တဲ့တဘာဝရဲ့လက်ဆောင်တစ်ခုရှိနေတယ်ဆိုရင်ကောသင်စိတ်ဝင်စားမလားရှင်ဟုတ်ပါတယ်အဲ့ဒီအပင်လေးကတော့တခြားမဟုတ်ပါဘူးကျမတို့မြန်မာရိုးရာဆေးဖက်ဝင်အပင်တွေထဲမှာရေပန်းစားလာတဲ့မဟာကာကြံစစ်ပင်ပဲဖြစ်ပါတယ်အချို့ကလည်းအစစ်တွေကကြံစစ်လိုပုံစံမျိုးရှိလို့မဟာကြံစစ်ပင်လို့လည်းလူသိများပါတယ်ဒီအပင်ဟာရိုးရိုးအပင်ကပင်မဟုတ်ပါဘူးသူ့မှာပါဝင်တဲ့တဘာဝ antioxidants တွေနဲ့ဓာတ်ပေါင်းတွေဟာကျမတို့ရဲ့သွေးကြောတွေကိုကျဲစေပြီးသွေးလက်ပတ်မှုကိုမှန်ကန်စေပါတယ်ဒါကြောင့်မို့လို့ရှေးလူကြီးတွေကအစအခုခေတ်သူတေသနာတွေအစုံသွေးတိုးယောဂအတွက်တကယ့်ကိုအစွမ်းထက်တဲ့တဘာဝဆေးကောင်းတစ်ခွက်အဖြစ်အတိအမှတ်ပြုထားကြတာပါကဲဒါဆိုဒီအပင်ကိုဘယ်လိုအသုံးပြုရမလဲသုံးဆွဲပုံကအရန်ကိုလွယ်ကူရိုးရှင်းပါရဲ့ရှင်ပထမဆုံးနည်းလမ်းကတော့မဟာကာကြံစစ်ပင်ရဲ့အရွက်သို့မဟုတ်အစစ်တွေကိုတန့်စင်အောင်စေကြောပြီးရေနွေးချမ်းတောက်တယ်လို့နေစဉ်ပုံမှန်တောက်ပေးရုံပါပဲနောက်ကနည်းကတော့သူ့ရဲ့အရွက်လက်ဆက်ကိုအရင်ငိပြီးတနေ့ကိုဇွန်အနှဲငယ်ပုံမှန်မိဝဲပေးတာမျိုးပါဒါကိုပုံမှန်လေးလှုပ်ဆောင်ပေးမယ်ဆိုရင်ရတပအနှဲငယ်အတွင်းမှာပဲတက်နေတဲ့သွေးဖျားတွေဟာပုံမှန်အတိုင်းပြန်လဲတင်းငင်လာတာကိုတိတိတတ်တာခံစားရမှာဖြစ်ပါနဲ့သွေးတိုးကြောင့်ခေါင်းမိုးတာဇက်ကြောတက်တာတွေကိုပါတက်တာစီလို့စိတ်ရောလူပါပေါ်ပါသွားစေမှာသိချပါတယ်ရှင်ဒါပေမဲ့တခုတော့ရှိပါရဲ့ရှင်ကလောက်ပဲကောင်းတဲ့တဘာဝဆေးဖြစ်ပါစေမိမိရဲ့လက်ရှိကျန်းမာရေးအခြေအနေတောက်သုံးရမယ့်တမာနအတိုင်းအတာအတွက်တက်ကြွတဲ့တိုင်းစည်းပညာရှင်တွေနဲ့တိုင်ပင်ပြီးစနစ်တကျမြည်ဝေးဖို့တော့လိုအပ်ပါတယ်နော်နောက်ထပ် audio podcast တွေမှာလည်းသင်အတွက်တကယ်အသုံးတဲ့မဲ့တဘာဝဆေးဖက်ဝင်အပင်တွေရဲ့အယူရွှချက်တွေနဲ့ကျန်းမာရေးဗဟုသုတတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ channel ကို like နဲ့ follow ထားဖို့မမေ့ကနေဦးရှင်ခုလို BIZ Channel ကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။နောက်ကိုလည်းခုလိုမြမဆေးမီကောင်းလေးတွေအကြောင်းကြည့်ရှုနားဆင်နိုင်ရအောင် BIZ Channel ကို Subscribe လုပ်ထားပေးပါနော်။ပရိသတ်ကြီးအားလုံးဘေးဥပအန္တရာယ်အသွေးဝဲကကင်းဝေးလွတ်မြောက်ပြီးကိုယ်စိတ်နှပါကျန်းမာရှင်လန်းကြပါစေ။တာယာတဲ့နေ့လေးဟစ်ပါစေရှင်။